မင်္ဂလာပါကွယ်ဒုတိယရန်သိပ္ပံအခန်း6အပိုင်းနဲ့လကိုမြင်ရပုံပြောင်းလဲခြင်းသင်ခန်းစာကိုဆရာမတို့ရဲ့ရှေ့သူ Forward Education Center ကနေဆွေးနွေးသွားမှာဖြစ်ပါတယ်စာမျက်နှာ80မှာရှိပါတယ်ကောင်းကင်ယံမှာဝိုင်းဝိုင်းဆက်ဆက်နဲ့ထွန်းလင်းတောက်ပနေတဲ့လပြည့်ညကိုကြုံဘူးမှာပါဒီလိုပဲလချမ်းကွေးကွေးလေးတွေပဲမြင်ရမယ်လကိုအပြည့်အဝမမြင်ဘဲနဲ့တစ်စိတ်တစ်ပိုင်းပဲမြင်ရတဲ့ညတွေလည်းတွေ့ဘူးမှာပါအဲ့ဒီအပြင်ကောင်းကင်ယံမှာလကလုံးဝပျောက်ကွယ်သွားပြီးလုံးဝမမြင်ရတဲ့ညတွေလည်းကြုံဘူးကြမှာပါဒီကလေးကတော့လကိုပုံစံမျိုးစုံနဲ့တွေ့ဘူးတဲ့သားတို့သမီးတို့ကောကောင်းကင်ယံမှာလကိုပုံစံအမျိုးမျိုးပြောင်းလဲသွားတာမြင်တွေ့ဘူးပါသလားသတိထားမိကြသလားကဲသတိမထားမိသေးရင်လေအခုကနေစပြီးတော့မှကောင်းကင်ယံမှာပြောင်းလဲသွားတဲ့လရဲ့ပုံစံအမျိုးမျိုးကိုကြည့်ရှုလေ့လာကြရအောင်လကိုမြင်ရပုံပြောင်းလဲတာတွေကြည့်ကြရအောင်နဲ့သူတို့နဲ့အတူဆရာမတို့လည်းလိုက်ပြီးတော့ကြည့်ကြမယ်ဒါကတော့တလတာအတွင်းမှာကောင်းကင်ယံမှာတွေ့ရတဲ့လရဲ့ပုံသဏ္ဍာန်အမျိုးမျိုးပါစောစောကမြင်ရတဲ့ဝိုင်းဝိုင်းဆက်ဆက်နဲ့လပြည့်ညကိုလေဒီပုံမှာလပြည့်အဖြစ်မြင်ရမှာဖြစ်ပါတယ်လပြည့်ပြီးနောက်ပိုင်းလတွေဟာတဖြည်းဖြည်းတည်သွားတယ်ဒါတွေကိုလဆုပ်လို့ခေါ်ပါတယ်လဆုပ်ပြီးသွားရင်လဟာပျောက်ကွယ်သွားတဲ့အချိန်မှာလကွယ်ညလို့ခေါ်ပါတယ်လကွယ်ပြီးရင်လဟာတဖြည်းဖြည်းပြန်ပေါ်လာပြီးတော့လချမ်းလေးမြင်ရပါမယ်အဲ့ဒီကနေလပြည့်ညအထိရက်တွေကိုတော့လဆန်းလို့ခေါ်ပါတယ်ဒီတော့လပြည့်ရဲ့လကိုလုံးဝမမြင်ရတဲ့လကွယ်ရဲ့လကွယ်ပြီးရင်တဖြည်းဖြည်းလရဲ့အရွယ်စားလေးတွေကြီးလာတာကလဆန်းလရဲ့အရွယ်စားတဖြည်းဖြည်းသေးသွားတာကလဆုပ်ကဲဒါတွေကိုသိရပြီဒီရဲ့လပြည့်ရဲ့လကွယ်ရဲ့လဆန်းရဲ့လဆုပ်ရဲ့ဘယ်လိုဖြစ်ပေါ်လာသလဲနေကိုကဘာကလှည့်ပတ်ပါတယ်အခုဒီမှာနေလုံးကြီးပါဒီရဲ့အပြာရောင်စဝိုင်းလေးကတော့နေကိုကဘာကလှည့်ပတ်နေတဲ့လမ်းကြောင်းလေးပဲဖြစ်ပါတယ်ဒါတော့နေကိုကဘာကလှည့်ပတ်တယ်တခါဒီကဘာကိုလည်းလကလှည့်ပတ်နေတာကိုတွေ့ရမှာပါလကဘာကိုလကလှည့်ပတ်တယ်ကဲကဘာကိုလည်းလကလှည့်ပတ်တဲ့နေရာမှာသူ့လမ်းကြောင်းနဲ့သူလှည့်ပတ်နေပါတယ်ဒီလိုကဘာကိုလကလှည့်ပတ်တာတပတ်ပြည့်ဖို့အချိန်တစ်လကြာပါတယ်ဒီအချိန်တစ်လအတွင်းမှာလရဲ့ပုံသဏ္ဍာန်တွေကအမျိုးမျိုးပြောင်းလဲသွားခြင်းဖြစ်ပါတယ်ဘာကြောင့်လရဲ့ပုံသဏ္ဍာန်တွေပြောင်းလဲသွားသလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဒီပုံလေးကိုသားတို့သမီးတို့တည်တည်ချာချာကြည့်ရှုပါပြီးရင်ဆရာမနဲ့တူဆက်ပြီးတော့ဆွေးနွေးပါမယ်လရဲ့အရွယ်စားတွေပုံသဏ္ဍာန်တွေပြောင်းလဲသွားတာကိုဒီပုံမှာမြင်တွေ့ရမှာဖြစ်ပါတယ်ကဘာကလည်းသူ့ရဲ့ဝင်ရိုးပေါ်မှာသူလှည့်ပတ်နေပါတယ်စောစောကပြောခဲ့သလိုပဲကဘာကိုလကလှည့်ပတ်နေပါတယ်အဲ့ဒီလိုလှည့်ပတ်ဖို့အတွက်တပတ်ပြည့်အောင်အချိန်တစ်လကြာမြင့်ပါတယ်ဒီလိုတပတ်ပြည့်အောင်လှည့်ပတ်နေတဲ့အချိန်အတွင်းမှာလရဲ့ပုံသဏ္ဍာန်ဟာအမျိုးမျိုးပြောင်းလဲနေတာကိုတွေ့ရမှာပါဒီပုံရဆိုရင်လဟာနေနဲ့ကဘာကြားကိုရောက်ရှိတဲ့အချိန်မှာပျောက်ကွယ်သွားပြီးတော့လကွယ်ရက်ဖြစ်ပေါ်ပါတယ်ကဘာရဲ့အခြားတစ်ဖက်ဒီမှာကဘာရဲ့အခြားတစ်ဖက်ကိုရောက်သွားတဲ့အချိန်မှာလပြည့်ဖြစ်ပါတယ်ကဘာရဲ့အခြားတစ်ဖက်ကိုရောက်တဲ့အချိန်မှာကဘာကနေနဲ့လရဲ့ကြားမှာရောက်ရှိနေမှာဖြစ်ပါတယ်ဒါကလပြည့်ပါ
လကနေနဲ့ကဘာကြားကိုရောက်သွားရင်လကွယ်ဖြစ်ပါတယ်ကဘာရဲ့အခြားတစ်ဖက်တနည်းအားဖြင့်ကဘာကနေနဲ့လရဲ့ကြားမှာရောက်ရင်လပြည့်ဖြစ်ပါတယ်စောစောကပြောခဲ့သလိုပဲနေနဲ့ကဘာရဲ့ကြားမှာလရောက်သွားရင်လကွယ်ဖြစ်ပြီးတော့အခြားတစ်ဖက်ကိုရောက်သွားမယ်တနည်းအားဖြင့်ကဘာကနေနဲ့လရဲ့ကြားမှာရောက်သွားရင်လပြည့်ဖြစ်ပါတယ်ဒီလိုကဘာကိုလကလှက်ပတ်နေတဲ့အတွက်လကွယ်လပြည့်လဆန်းလဆုပ်ရက်တွေပေါ်ပေါက်နေတာဖြစ်ပါတယ်ကဲ၍သာနေကဘာရဲ့လက်ရဘက်မှာရှိမယ်ဆိုရင်လကဘာနဲ့နေရဲ့ကြားကိုရောက်ရှိရင်လကွယ်ပြီးရင်လဆန်းပြီးရင်လကိုတဝက်တိတိမြင်ရတဲ့အချိန်ကလဆန်း8ရက်လဆန်း14ရက်လပြည့်ညပြီးရင်လတဖြည်းဖြည်းဆုပ်သွားမယ်လဆုပ်တဝက်တိတိမြင်ရတာကလဆုပ်8ရက်လဆုပ်14ရက်လကွယ်ဒီအတိုင်းပဲကောင်းကင်ယံမှာလရဲ့ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒါကကမ္ဘာမြေပြင်ကနေကောင်းကင်ယံမှာလကိုတွေ့မြင်ရတဲ့အနေအထားတွေကိုဖော်ပြထားတဲ့ပုံဖြစ်ပါတယ်ပထမဆုံးလကိုလုံးဝမမြင်ရတဲ့လကွယ်ကနေလဆန်း8ရက်လဆန်း14ရက်လပြည့်လဆုပ်8ရက်လဆုပ်14ရက်ဒါကတလအတွင်းလကိုမြင်ရပုံပြောင်းလဲမှုအစစ်စစ်ပဲဖြစ်ပါတယ်ဒါတွေကိုနားလည်ခဲ့လို့ရှိရင်အခုတလအတွင်းလကိုမြင်ရပုံပြောင်းလဲမှုအမိမှန်လေးတွေကိုဖြည့်ကြည့်ရအောင်ဘယ်ကနေစဖြစ်ရင်ကောင်းမယ်ထင်ပါသလဲနေနဲ့ကဘာရဲ့အကြားကိုလရောက်တဲ့အချိန်ဟာလကွယ်ညဖြစ်ပါတယ်ကဲလကွယ်ပြီးရင်လကိုစတင်ပြီးတော့မြင်ရပါမယ်လဆန်းကတဝက်တိတိမြင်ရရင်လဆန်း8ရက်လဆန်း14ရက်လပြည့်ညလကတဖြည်းဖြည်းဆုပ်ယုပ်သွားမယ်သေးသွားမယ်ဆိုရင်လဆုပ်8ရက်လဆုပ်14ရက်နော်ဒီသင်ခန်းစာကိုနားလည်သွားမယ်ဆိုရင်တော့ဖတ်စာမှာပါတဲ့တခြားလုပ်ငန်းတွေနဲ့လေ့ကျင့်ခန်းတွေကိုဖြည့်ဆွတ်တတ်မှာဖြစ်ပါတယ်ဖြည့်ဆွတ်တတ်မှာပြုလုပ်တတ်မှာဖြစ်ပါတယ်ဆရာမတို့ရဲ့ရှေ့သို့ Forward Education Center ကတော့အခုလိုပဲသင်ခန်းစာတွေကိုဆွေးနွေးတင်ပြသွားမှာဖြစ်တဲ့အတွက်နားဆင်ကြည့်ရှုလို့ရဆိုခဲ့ရင်ဒီဗီဒီယိုဖိုင်လေးကို subscribe လုပ်ထားပေးပါကျေးဇူးတင်ပါတယ်နောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်